ရှောက်ပြောတော့မဆက်ထိုက်တယောက်ကိုတယောက်တည်းတော့မဟုတ်ဘူးလေမဆက်တယောက်တည်းလည်းတင်လို့မရအများအမြင့်စီနဲ့အမှတ်ပေးတယ်ဆိုတာလေအဲ့လိုသိစေချင်တယ်ဟုတ်ဒီနေ့စိတ်ဝင်စားယောက်ျားလေးတွေပုံများတယ်ရှောက်လာလဲပုံများတယ်ဒီနေ့ကလေးတွေကချောလေးလည်းများလေအဲ့ရွေးချယ်အောင်ခက်လာဒီစမလို့လေးရှိတယ်တိတ်ခက်ခဲမရှိပါဘူးသမီးအကြံခဲ့တယ်ဆိုကြည့်တဲ့အပြင်မှာချောနေရလေဘာလို့ကြံခဲ့လဲဆိုအရေးချင်းစဲအမတ်နေနေအမတ်နဲ့သွားခါကြတော့ဟိုထိုင်နေတဲ့ပေးတဲ့အမတ်ပုံမှာမူကြည့်တာပေါ့နော်ဒီနေ့ကဒုတိယအဆက်ပေါ့နော်ကလေးလေးဒီနေ့ကတော့ရုပ်ရှင်နဲ့ပတ်သက်တဲ့ဘုဒ္ဓတလေးလေးမေးတာပေါ့နော်အရင်နေ့ကဆိုရင်တရုပ်ဆောင်တွေလုပ်ခိုင်းတယ်နည်းကြက်တာပေါ့ဒီနေ့ကဘုဒ္ဓတပဲမေးတာပေါ့နောက်ဆုံးအဆက်မှာတရုပ်ဆောင်အရေးချင်းဆက်ပါလေနေ့တိုင်းတော့အတူတူပါပဲဒီနေ့ကတော့ယောက်ျားလေးတွေပုံများခါကြတော့ရက်ရှိလေးတွေ6ပေ5ပေ7 5ပေ10အဲ့ဒါတွေများခါကြတော့ဟိုပေါ့အစင်ပေါ်မှာကြည့်လို့လာမဲ့အနေထားလေးအဓိကထားရွေးတာပေါ့နော်အခုအမတ်နဲ့သွားခါကြတော့အမတ်ကပြင်းတဲ့အမတ်နဲ့အကုန်လုံးကိုပြရတဲ့အကုန်လုံးထည့်တာလေအမတ်နဲ့သွားဆိုအမတ်ကိုဟောလာဒိုင်10ရောက်ဆို10မှတ်ရှိတယ်အဲ့ဒါမှဆိုတော့10နီးစရောက်တရောက်အရေးရွေးတာပေါ့နော်10ပြည့်9ပြည့်အဲ့လိုတို့သွားတရားမပြည့်မချင်းမဆိုတော့ရွေးသွားတာကြံခဲ့ရဆိုအမတ်နဲလို့ဖြစ်လိမ့်မယ်အတိုင်းလေးအကုန်လုံးရဲ့ပေးတဲ့အမတ်ပုံမှာမူတည်တာပေါ့နော်မဆက်ကြောက်တဲ့ယူလို့မရအောင်မဆက်ကြောက်တဲ့ဖြုတ်လို့မရအောင်တင်လို့လည်းမရအောင်ဒါတိုင်းလေးအကုန်လုံးရဲ့ဒါသဘောထားစူးစမ်းတာတော့လက်တိုင်းမှာပဲအကုန်လုံးကဖြစ်ချင်တဲ့စိတ်နဲ့ကြိုးစားကြတာဆိုတာလေဒီနေ့စိတ်ဝင်စားယောက်ျားလေးတွေပုံများတယ်ရှောက်လာလဲပုံများတယ်ဒီနေ့ကလေးတွေကချောလေးလည်းများလေအဲ့ရွေးချယ်အောင်ခက်လာဒီစမလို့လေးရှိတယ်တိတ်ခက်ခဲမရှိပါဘူးမနေ့ကတော့လူများတယ်အဲ့လိုပဲခုနလိုပေါ့အမတ်တွေကတူနေတဲ့ခါကျတော့သူ့ထားလဲကို့ထားလဲနဲ့အမရောက်30ဖြစ်သွားတယ်။ရောက်30မို့40လောက်ဖြစ်သွားတာမနေ့ကဒီနေ့ကျတော့အလောက်မများပါဘူး။ဒါကတော့မစလို့ရတာဒါကိုအားတဲ့ချိန်လေးမှာတထောက်တဲ့နေရာလေးဒါကူညီအားပြုတာပေါ့နော်။လှုပ်ပေးတဲ့တယ်လို့ထင်လို့လှုပ်ပေးတာပါ။တခါတည်းကျတယ်ကြံခဲ့တယ်ရှိတယ်။တချို့ကချောလေးကြံတယ်ဘာလို့ကြံလဲဆိုတာခုနလိုတရုပ်ဆောင်အရေးကြီးစစ်တဲ့အချိန်မှာအမှတ်နဲသွားလို့လည်းဖြစ်မှာပေါ့နော်။ကိုကလာဟဲ့သမီးအကြံခဲ့တယ်ဆိုကြည့်တဲ့အပြင်မှာချောနေရလေဘာလို့ကြံခဲ့လဲဆိုအရေးချင်းစဲအမတ်နေနေအမတ်နဲ့သွားခါကြတော့ဟိုထိုင်နေတဲ့ပေးတဲ့အမတ်ပုံမှာမူကြည့်တာပေါ့နော်အဲကြောင့်မို့တရုပ်ဆောင်ကိုလည်းစူးစမ်းစီချင်တယ်ဝါသနာပါနိုင်လည်းမရအောင်စူးစမ်းပါလို့ကိုကကလေးလေးပြောချင်တယ်အဲ့ဒီဟာကဟိုဘယ်လိုခေါ်မလဲအမတ်ကအများကြီးတော့မစလို့မထည့်ဘူးပေါ့โอเคကတိတ်ပြီးတော့အရေးချင်းနဲ့ပတ်သက်မှန်တတ်ဘူးလေဒါကအဝယ်များသလိုသွားတာဘူးเนาะအဲ့ဒါဒီနေ့ကလေးတွေကယောက်ျားလေးတွေပိုရွေးရတာအဆင်ပြေတယ်ယောက်ျားလေးတွေအရက်ရှိလေးတွေများခါကြတော့လေသူတို့နဲ့ညီမဲ့ဟာတွေလိုက်ရှာတာပေါ့အဲ့လိုတချို့ကတော့ဒီနှစ်ကရုပ်ရည်ကိုအဓိကဦးစားပေးရွေးကြတယ်ပြောတယ်အဲ့ဒါအောင်မှန်လားဒီစိတ်ဟုတ်တယ်ဘာဖြစ်ဆိုမစတော့ရွှေကြူရွေးတာလေတရုပ်ဆောင်ရွေးပွဲမဟုတ်ဘူးတကယ်ဆိုတရုပ်ဆောင်ကနုပညာဝါသနာပါတဲ့အရေးချင်းအခြေခံဘယ်လောက်ရှိလဲဆိုစစ်တာပေါ့ဒါပဲတကယ်ဆိုရွှေကြူဆိုတာစင်ပေါ်မှာလှပပလေးနဲ့ဟိုဟာပေါ့ကြော့လေးနဲ့ရက်နေဖို့လိုတယ်ဆိုတာရုပ်ရည်ကတတ်နေဖို့လိုတာလေဒီခက်ကလေးကချက်ပြဘလို့မှမသိကြအောင်တဏမကြီးစာရွက်လေးတွေကသူတို့ကြိုပြီးတော့ပေးထားလို့တဏမမရလို့လည်းရှိသေးတယ်ကလေးလေးတွေကဝါသနာပါလာဆိုရဲအနုပညာပတ်သက်တဲ့နောက်ကျောင်းတွေဘာမှမသိကြအောင်အေးပေါ့လိုတာပေါ့အနုပညာဝါသနာပါမြန်မာရုပ်ရှင်ကိုလေ့လာသင့်တယ်လေအခုကရှင်းပြောရဲတချို့နေမြန်မာကမကြည့်ရလူကိုတော်တော်များများပါတယ်အနားနီးမှာကောက်ပြီးတော့ဒါလေးကိုတပုတ်လေးနဲ့ပြောတာလည်းရှိတာပေါ့နော်ဒီမဲ့ credit ဆိုရတယ်နားလည်းပေးရတာပေါ့နော်တကြံမိုးကားဆိုရင်ဒါနှစ်တိုင်းပြနေကြတကြံမိုးတွေအကုန်လုံးကြည့်ဘူးတယ်ဒီမဲ့ director မေ့နေကုန်တာလေအဲ့လိုဖြစ်နေတာတကယ်မမေ့သိဘူးနော်ဒီလိုစက်ကုတ်ရိုက်တဲ့ director ဆိုရင်ပူပန်ကဟိုဟာပေါ့မမိဖို့ကောင်းတာပေါ့ရှောက်ပြောတော့မဆက်ထိုက်တယောက်ကိုတယောက်တည်းတော့မဟုတ်ဘူးလေမဆက်တယောက်တည်းလည်းတင်လို့မရအောင်အများမြင့်စီနဲ့အမှတ်ပေးတယ်ဆိုတာလေအဲ့လိုသိစေချင်တယ်ဟုတ်